အားလုံးပဲမင်္ဂလာပါ BMW Rider Association မြန်မာ PRN ကနေပြီးတော့ကြိုဆိုပါရစေဒီခေါက်ကျွန်တော်တို့ဖွဲ့ရဲ့ trip ကတော့ပြင်းရင်ကလောခီစဉ်ဖြစ်ပါတယ်ကျွန်တော်တို့ပြင်းဝင်မှာ2ညအိမ်နဲ့ကလောမှာ1ညအိမ်နဲ့စုစုပေါင်း3ညအိမ်4ရက်ခီကျွန်တော်တို့တွားကြမှာဖြစ်ပါတယ်နဲ့ဆိုကျွန်တော်တို့စီဖြစ်ပြီးရတဲ့ကျွန်တော်တို့ရန်ကုန်ကနေပြီးတော့စပြီးထွက်လာကြပါပြီကျွန်တော်တို့ရန်ကုန်ကနေမနေ့4နာရီခွဲစထွက်ခဲ့ကြပါတယ်ဒီခေါက်ခီးစဉ်မှာတော့ GS 7 တစီးပြင်းလို့တစီးထပ်ပေါင်းပြီးကျွန်တော်တို့12စီးပေါင်းကြမှာဖြစ်ပါတယ်ဖွဲ့ခေါင်းဆောင်ကတော့မိသားစုကပါတဲ့အတွက်ကြောင့်မလို့ကားနဲ့ပဲဒီခေါက်မှာတော့လိုက်မှာဖြစ်ပါတယ်ဒီခီးစဉ်မှာအဖွဲ့ဝင်အားလုံးပါစီခြင်းတဲ့ကြောင့်မလို့ကျွန်တော်တို့ရက်ကိုအစိုးရကြုံညှိပြီးမယ်လေတကယ်ထွက်တဲ့ရက်မှာတော့အဖွဲ့ဝင်9ဦးလက်ပါနိုင်ခြင်းမရှိပါဘူးမနေ့6နာရီခွဲမှာတော့ကျွန်တော်တို့ပြင်စာကိုရောက်ပါတယ်မနေ့စားစားဖို့လည်းအချိန်တန်ပြီဆိုတော့ကျွန်တော်တို့ပြင်စာပါပဲပလာတာနဲ့နုမလိုက်စားခဲ့ကြပါတယ်ကျွန်တော်တို့မနေ့စာလေးစားပြီးကြပြီဆိုတော့ပြင်စာကနေခီးဆက်ကြပါမယ်မနေ့7နာရီခွဲပါပြီကျွန်တော်တို့တောင်ကူရောက်ပါပြီတောင်ကူမှာတော့ကျွန်တော်တို့မနာတော့ဘဲနဲ့ဆက်ပြီးမောင်းပါပဲတောင်ကူအထွက်စီးဆိုင်မှာကျွန်တော်တို့စီးဖြည့်ရင်းနေပဲခဏနားကြမှာဖြစ်ပါတယ်ကျွန်တော်တို့အနားယူစီးဖြည့်ပြီးတဲ့အခါမှာတော့တောင်ကူကနေမနေ့9နာရီခွဲမှာခီးဆက်ခဲ့ကြပါတယ်BRAM
အခုဆိုရင်ကျွန်တော်တို့မနေ့ကမောင်းလာကြတာအချိန်က17နာရီထိုးပါပြီကျွန်တော်တို့တက်ကုန်းမရောက်ခင်ဒီဆိုင်လေးမှာခဏနားပါမယ်ကျွန်တော်နားယူပြီးဆိုရင်တော့ခီးဆက်ပါမယ်နေကင်းစာကိုတော့မိထီလာအထွက်ကဆိုင်မှာကျွန်တော်တို့စားဖို့အတွက်စီစဉ်ထားပါတယ်နေ့လေ12နာရီခွဲပါပြီကျွန်တော်တို့မိထ္ထလာမြို့ရောက်ပါပြီဒါကတော့ကျွန်တော်တို့မိထ္ထလာကံပေါင်းကိုဖြတ်ပြီးမောင်းလာကြတာဖြစ်ပါတယ်နေ့လေစာကိုတော့ကျွန်တော်မိထ္ထလာမြို့အထွက်မှာရှိတဲ့ Mr. King စားတော့ဆိုင်မှာစားကြမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ခီးဆက်ကြပါမယ်ကျွန်တော်တို့နေကင်းစာစားအနားယူပြီးတဲ့အခါမှာတော့ခီးဆက်ခဲ့ကြတာအခုဆိုရင်တော့ကျွန်တော်ကြောက်စဲမြို့ကိုရောက်ပါပြီအချိန်ကတော့3နာရီပဲဖြစ်ပါတယ်မိမျိုးကိုတော့ကျွန်တော်တို့ပုံမှန်မြင့်ငယ်လမ်းခွဲကနေမတက်တော့ဘဲနဲ့ဒီရွှေသိန်းတော့အကျော်မှာရှိတဲ့ဒေးလင်းကြောက်ဖြာလမ်းအနေပြီးကျွန်တော်တက်ကြမှာဖြစ်ပါတယ်ဒီလမ်းကတော့ဒီကြောက်စဲနဲ့အုံကျိုးကိုဆက်သွယ်ထားတဲ့လမ်းဖြစ်ပါတယ်ကျွန်တော်ဒီရွှေစားရန်ကိုဖြတ်ပြီးတော့အုံကျိုးကိုရောက်မှာဖြစ်ပါတယ်ဒီလမ်းတက်တာကျွန်တော်တို့ကားရှင်းပါတယ်နောက်လမ်းခီးလေးတူသွားတယ်သွားတဲ့လမ်းတစ်လျှောက်မှာလည်းရှူရင်းတွေကအရန်ကိုလာပါတယ်ဆိုင်ကယ်မောင်းလို့ကောင်းတဲ့လမ်းလေးလည်းဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့နီနီကိုစပြီးတော့တက်ပါပြီအချိန်ကတော့4နာရီခွဲဝန်းကျင်ဖြစ်ပါတယ်ဒါကတော့မီမျိုးအတက်လမ်းပါကျွန်တော်တို့လမ်းတွေကျဲတယ်နောက်အကွေးကောင်းများတဲ့အတွက်ကြောင့်မို့ဆိုင်ကယ်စီးလို့ကောင်းတဲ့လမ်းတွေဖြစ်ပါတယ်
လမ်းတွေကလည်းကျွန်တော်တို့ဆိုင်ကယ်စီးလို့ရမ်းကောင်းပါတယ်တောင်တက်လာရင်လည်းတဖြည်းဖြည်းကျွန်တော်တို့အေးတဲ့ရာသီတုအရာတာကိုလည်းစခံစားရပါပြီအခုဆိုရင်မိမိကိုရောက်ပါပြီအချိန်ကတော့ညနေ9:00နာရီပါကျွန်တော်တို့ကိုရန်ကုန်ကနေပြီးမနက်4:00နာရီကိုထွက်ခဲ့ကြတာပါလမ်းမှာနားလိုက်မောင်းလိုက်နေပဲကျွန်တော်တို့ဒီစီစီမောင်းနေလာခဲ့ကြတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အဖွဲ့တင်မဲ့ဟိုတယ်ပါကျွန်တော်ရန်ကုန်ကနေလမ်းပြီးတော့ booking လုပ်ထားတာဖြစ်ပြီးတော့အခုကျွန်တော်တို့ check in ဝင်ပါတော့မယ်ပြီးတော့ခဏနာမြို့ရဲ့ဆိုင်ရဲ့ထွက်စီပြီးကျွန်တော်တို့ညစာစားပြီးအနားယူပါတော့မယ်အားလုံးကိုကျေးဇူးတင်ပါတယ်